တော့ဒီယောဂနဲ့ပတ်သက်တဲ့ဝါဟာရတွေတွားကြည့်မယ်နော်ဒီမှာတော့သူလေ့ကျင့်ခန်းတွေလည်းလုပ်ခိုင်းထားသေးတယ်ဒါပေမဲ့ဆမ်တို့ယောဂလက္ခဏာတွေနဲ့ပတ်သက်ပြီးတော့မှအရင်ကြည့်ပါမယ်ရပါပထမဆုံးတစ်လုံးကကြတော့ခန်းညောင်းမှာရပါခန်းညောင်းရဲ့အဓိပ္ပာယ်ကကြတော့အသေးရောင်အတဝါလို့ပြောပါတယ်နော်တရားဘာသာပြန်မယ်ဆိုရင်အသေးရောင်ရမ်းခြင်းလို့ဘာသာပြန်လို့ရတယ်ဘာလို့လဲဆိုတော့ဒီမှာပါတဲ့ယုံဆိုတဲ့စာလုံးကရောင်ရမ်းခြင်းဆိုတဲ့အဓိပ္ပာယ်ရှိရရပါရောင်တာဒီလိုရောင်တာနဲ့တူတယ်ဒီမှာလာတော့ပေါင်းမင်းနေတယ်ရောင်တော့မဟုတ်ပါဘူးရကောင်းနေပါပဲဟုတ်ပါတယ်နော်ရောင်ရမ်းတယ်လို့ပြောတာလေနော်ရောင်ရမ်းခြင်းဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်โอเคခေါင်းကကြတော့အသေးရောင်ရမ်းခြင်းလို့တော့ဆရာတို့ဘာသာမပြန်ဘူးအသေးရောင်အတဝါယောဂလို့ဘာသာပြန်ပါတယ်နော်ရပါနော်နောက်ပြီးတော့မှဆရာတို့တွေဒီနားလေးမှာပါတဲ့ရောင်တီရောင်ရမ်းခြင်းလို့ပြောရမလားတခါတည်းပဲပြောပြလိုက်မယ်ရပါအဲ့လိုမျိုးရောင်နေဆိုရင်ဆရာတို့ဒီအနောက်မှာရောင်ဆိုတဲ့စာလုံးလေးသုံးတယ်ဒါကြောင့်မို့ဒီအနောက်ကိုသွားကြည့်လိုက်ရပါဒီဒူထုံးကိုကြော်ပြီးတစ်လုံးသွားကြည့်လိုက်ဝီဆိုတာဘာလဲရပါဝီဒီအစာအိမ်ကိုပြောတာနော်ပြီးရောင်ကကြတော့ရောင်ရမ်းခြင်းအဲ့တော့ဝီရောင်လို့ပြောရင်အစာအိမ်ရောင်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါပြီးဂျန်းဒီပါအဓိပ္ပာယ်လဲရပါဂျန်းဒီဥကိုပြောတာဟုတ်ပြီနော်ရောင်ကကြတော့ရောင်ရမ်းခြင်းအဲ့တော့ဥရောင်ခြင်းပေါ့အဲ့လိုပုံစံနဲ့သုံးတယ်နော်အဲ့တော့ဥရောင်ရမ်းခြင်းဒါမျိုးလေးပြောမယ်ပြီးတော့မှအဲ့လိုပုံစံမျိုးပါမဟုတ်ဘူးရောမလို့ရှိသေးတယ်ဘာလဲဆိုတော့လေအအရေးပြားဖို့ဆိုရင်ဖီပူလို့ပြောတယ်မလားအဲ့တော့အရေးပြားရောင်ရမ်းခြင်းလို့ပြောရင်ဘယ်လိုပြောမလဲဖီပူရောင်လို့ပြောတယ်ပြီးတဲ့နောက်မှာလေဒီရောင်နဲ့ဒီနားမှာပါတယ်ရောင်ဆိုတဲ့စာလုံးကလေတူပဲတူတယ်ဆိုတော့ကိုရီးယားမှာတော့စာလုံးရေးတဲ့ပုံစံမတူပေမဲ့ဟန်ဂျာမှာအဓိပ္ပာယ်တူပဲရတော့နော်စာလုံးအဓိပ္ပာယ်လည်းတူပဲစာလုံးရေးတဲ့ပုံလည်းတူပဲတရုပ်လို့ဆိုရင်လေအဲ့တော့ဒီရောင်ကလည်းရောင်ရမ်းခြင်းပဲရတော့အဲ့တော့ဖဲရောင်ဆိုရင်ဘာရောင်ရမ်းခြင်းဖြစ်မလဲဖဲဒီအဆုပ်လေနော်အဲ့တော့အဆုပ်ရောင်ရမ်းခြင်းဒီလိုပုံစံမျိုးလေးဖြစ်ပါလိမ့်မယ်ရတော့နော်နဲ့ပြီးတဲ့နောက်မှာဆက်ပြီးတော့အစစ်အမြစ်ဆိုရင်ဘာလို့ခေါ်လဲခွမ်ကြောလို့ခေါ်တယ်လေရမခွမ်ကြောခွမ်ကြောကကျတော့အစစ်အမြစ်ကိုပြောတယ်အဲ့တော့အစစ်အမြစ်ရောင်ရမ်းခြင်းဆိုဘယ်လိုဖြစ်မလဲနဲ့ခွမ်ကြောရောင်ဒီလိုပုံစံလေးနဲ့ဖြစ်ပါလိမ့်မယ်ဒါလေးရမယ်လို့ထင်ပါတယ်နော်နဲ့ရောင်ရမ်းမှုလို့ပြောချင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုပြောလဲယောင်ကျွန်းလို့ပြောတယ်လေနော်ယောင်ကျွန်းဘာလို့လဲကျွန်းဆန်းဆိုတဲ့စာလုံးရှိရင်ဘာလဲယောဂလက္ခဏာကိုပြောတာအဲ့တော့ယောင်ကျွန်းရဲ့အဓိပ္ပာယ်ဒီရောင်ရမ်းခြင်းဒီလိုလေးနဲ့သုံးတာပါဟုတ်ပြီအဲ့တော့ဖုတာတော့ပါတယ်ညာပဲလက်စင်နေတာရပါတော့ဖုတာဒါပေမဲ့ယုံဆိုတဲ့စာလုံးကလေအဲ့လိုခန္ဓာကိုယ်ထဲမှာ infection ဝင်တယ်လို့ပြောတာဘယ်လိုပြောလဲပိုးအဲ့လိုမျိုးဘယ်လိုပြောမှလဲယောပိုးမွားတွေယောဂတစ်ခုခုဘယ်လိုပြောမှလဲပိုးမွားတွေကြောင့်ရောင်ရမ်းနေတာအဲ့လိုပုံစံမျိုးလေးနဲ့ပြောတယ်တဲ့အဲ့လိုလေးပြောပါတယ်တဲ့အဲ့တော့ရောင်မြဲတဲ့ပဲဒီရောင်ရမ်းတယ်ဆိုတဲ့အဓိပ္ပာယ်ရှိရဲ့အလွယ်အဲ့လောက်လေးပဲမှတ်ထားလိုက်နော်နောက်တော့ဒူထုံးရပါဒူထုံးကဘာလေးပဲလဲခေါင်းကိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဘာလို့လဲရပါဒီတရုတ်စာလုံးမှာထုံးဆိုတဲ့စာလုံးကဘာလေးပဲရှိလဲနာကျင်တယ်ဆိုတဲ့အဓိပ္ပာယ်ရှိရလေရပါအဲ့တော့ဒူထုံးဆိုရင်ခေါင်းကိုက်တယ်ပြီးတော့မှရောပါရှိလဲဘုတ်ထုံးဆိုတဲ့စာလုံးကိုကြားဖို့နဲ့တူတယ်ဘုတ်ထုံးဆိုရင်ဘာလေးပဲလဲဘိုက်အောင်နေနော်ဘိုက်အောင်နေပေါ့နော်ပြီးတဲ့နောက်မှာဆင်တို့တွေသွားကိုက်တယ်ဆိုရင်ခြိထုံးလို့ပြောတယ်လေခြိထုံးရှိတယ်ပြီးရင်ခါနာတယ်ဆိုဘာလို့ပြောလဲယိုထုံးလို့ပြောတယ်နော်ပြီးတဲ့နောက်မှာအမျိုးသမီးတွေတမဒါလာတယ်ဘာလို့ခေါ်တယ်စိတ်နီးလို့ခေါ်တယ်ဟုတ်တယ်မလားနော်ရီနဲ့ရေးတယ်ဒါပေမဲ့အာနဲ့ရာနဲ့တွေ့တော့ဘာဖြစ်မလဲရာဒီနောက်သက်တမ်းပြောင်းမယ်တော့ရပါနော်ဒီဟာတွေကလုံးဝအခြေခံမှာသင်ထားပြီးသားမလို့ပြန်ပြီးသင်စရာမလိုတော့ဘူးလို့ဆင်ထင်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဘယ်လိုပြောမှလဲစိတ်နီးထုံဒီလိုပုံစံမျိုးလေးသွားမှာပေါ့ပြီးတဲ့နောက်မှာရုံတို့တွေလေ့ကျင့်ခံလုပ်တယ်မလားဒီရက်လေ့ကျင့်ခံလုပ်ပြီးသွားရင်နောက်ရက်ဆိုရင်လမ်းလည်းမလျှောက်နိုင်ခြေထောက်လည်းနာတယ်လက်လည်းမမြောက်နိုင်ဟုတ်လားလက်လည်းနာတယ်ဘိုက်1ဘိုက်တီမှာလည်းနာနေတာဟုတ်တယ်မလားဘာဖြစ်လို့လဲအဲ့ဒါကြွက်သားတွေနာကျင်တာဘာကြောကြွက်သားတွေနာကျင်ခြင်းလို့ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲကြွက်သားဒီခွန်ညုတ်လို့ပြောတယ်ကွယ်ခွန်ညုတ်ထုံဒါမျိုးလေးတွေသုံးတာမျိုးရှိနေရပါတော့โอเคရမယ်လို့ဆင်ချင်ပါတယ်အဲ့တော့ဆင်ဆက်သွားမယ်နော်ဒီနားလေးမှာအော်ချီမဲဆိုတဲ့စာလုံးလေးရောက်သွားပြီပေါ့နော်ချီမဲရဲ့အိဗယ်ကဘာအိဗယ်လဲဆိုရင်မြန်မာလိုဆိုရင်တော့တငယ်ပြန်တယ်ပေါ့ကွယ်မြန်မာလိုဆိုရင်တော့အဲ့လိုပြောတယ်အဲတနည်းအားဖြင့်ဆိုရင်တော့ဘယ်လိုမှလဲမညံချို့ယွင်းတယ်လေတငယ်ပြန်တယ်လို့လည်းပြောလို့ရသလိုရုံတို့တွေဒါမညံချို့ယွင်းတယ်လို့ပြောလဲရပါတယ်နော်မညံချို့ယွင်းတယ်များသောအားဖြင့်နဲ့ကလေးလေးလိုပြန်ဖြစ်သွားတာလိုမျိုးလေးနော်ဒီဘာသာစကားတွေလည်းမမှတ်မိတော့ဘူးမှတ်ဉာဏ်လည်းတိတ်ပြီးတော့မကောင်းတော့ဘူးဟုတ်လားနော်ကောင်းပြီဆိုရင်လည်းမခွဲခြားတတ်တော့ဘူးအဲ့လိုပုံစံမျိုးကလေးလေးလိုလေးပြန်ဖြစ်သွားတာမှတ်ဉာဏ်ချွေယွင်းပါတယ်ချီမယ်လို့ပြောပါတယ်နော်တကယ်ပြန်တယ်လို့လည်းပြောတယ်ဒါပေမဲ့ဒီဟာကလေဒီကိုရီးယားမှာဒီနောက်ပိုင်းကျတော့ဒီချီမယ်ဆိုတဲ့စာလုံးလေးကိုကျတော့သူကနည်းနည်းလေးဘယ်လိုခေါ်လဲဆိုတော့ပြင်းထန်တယ်လားဟာလားရပါတော့တယောက်ယောက်ကိုချီမယ်လို့ပြောဖို့အတွက်နည်းနည်းပြင်းထန်တယ်လို့ခံစားရတဲ့အတွက်ကြောင့်မလို့သူတို့ကဒီချီမယ်အစားပြောင်းသုံးတဲ့စာလုံးတစ်လုံးရှိတယ်ရပါလူတိုင်းပြောင်းသုံးတယ်လို့ဆက်မပြောဘူးเนาะဒါပေမဲ့ဒီလိုပုံစံမျိုးပြောင်းပြီးတော့မှပြောတဲ့စကားလုံးတစ်လုံးရှိအဲ့ဒါဘာလဲဆိုတော့ inji choha jun လို့ပြောင်းပြီးတော့မှခေါ်လေးရှိပါတယ်တဲ့ဘာလို့လဲဆိုတော့ချီမယ်ဆိုတဲ့စာလုံးကဆိုတော့နည်းနည်းလေး
ဘယ်လိုပြောမှလဲအတိတ်ပဲကနည်းနည်းမကောင်းဘူးဆိုတော့ခံစားချက်မျိုးခံစားလို့ရလို့ပေါ့လေနော်အဲ့တော့လူတိုင်းပြောင်းသုံးတာမဟုတ်ပါဘူးရတော့ပြီးတော့ဒီချိမဲဆွဲစာလုံးကလုံးဝပျောက်သွားတာလည်းမဟုတ်ဘူးဒါပေမဲ့ပြောင်းသုံးဖို့စူးစမ်းကြတယ်ပေါ့ရမရဲ့အဲ့လိုပုံစံမျိုးပြောင်းသုံးဖို့စူးစမ်းရတော့မဟုတ်ပြောင်းသုံးတယ်ပဲပေါ့နော်အဲ့လိုပုံစံလေးနဲ့သုံးတာအဲ့ဒါဘာနဲ့တူလဲဆိုတော့လေကိုကိတ်ဆိုတဲ့စာလုံးကို name ထပ်ပေါင်းတာနဲ့တူတူပဲတကယ်ကိုကိတ် name လို့ခေါ်ရင်ဒါကိုရီးယားစာအရာဆိုရင်မှားတယ်သိလားဒါပေမဲ့ရုံးလို့နေ့စဉ်ဘဝထဲမှာဘယ်သူမှရုံးလို့မှားတယ်လို့ပြောမှာမဟုတ်ဘူးဘယ်သူမှလည်းအဲ့လိုမှားတယ်ဆိုပြီးတော့ထင်ပြီးတော့မှမသုံးတော့ကြဘူးကိုဆိုင်တော့လဲကိုကိတ် name ဒီဆိုင်တော့လဲကိုကိတ် name လို့ခေါ်နေကြတာပဲလေနော်ဒါပေမဲ့ဒီကိုရီးယားရဲ့ဒီသူတို့တဒါလို့ခေါ်မှာလို့စာလုံးဘယ်လိုမျိုးစာအုပ်ရဆိုရင်တော့မှားတယ်ဘာဖြစ်လဲဆိုတော့ကိုကိတ်မှာပါတဲ့အဲ့ဒီကိုကိတ်ရဲ့အထိပ်ဘယ်လိုပါလဲကိုကိတ်ရဲ့အထိပ်ပြလေ spoon name ဆိုတဲ့အထိပ်ပဲရှိထားပြီးသားတယ်အဲ့ဒါကြောင့်မလို့ကိုကိတ် name လို့ခေါ်မဲ့အစားအာဘာလို့အစကတည်းကဆင်ပြောစတဲ့အထိပ်ပြကိုကိတ်ဆိုတဲ့အထိပ်ပြရင်ကျေးနေပြီးသားပဲအဲ့ဒါကြောင့်မလို့ name ထပ်ထည့်ခေါ်ရင်ဆုံးနီး name ဆိုတဲ့အထိပ်ပဲမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့မှားတယ်ဆိုပြီးတော့မှအဲ့ဒါကိုဒီကိုရီးယားရဲ့စာလုံးပေါင်းတပ်ပုံနေနဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်မှာတွေ့ဖူးတယ်အဲ့တော့ဒါပေမဲ့လည်းခေါ်တယ်နော်ကိစ္စမရှိဘူးဒီလိုပဲသူတို့ပြောင်းပြီးတော့မှ Google Name လို့ခေါ်တယ်အဲ့လိုမျိုးပြောင်းခေါ်ချင်တာဖြစ်မှာပေါ့လို့ရုံလို့ပြောတာပါကိုရဲ့စာတင်နဲ့ဘယ်ရောက်သွားလဲမသိဘူးနောက်ကကျနွေချိုးကျွန်းကိုသွားကြည့်မယ်နော်နွေချိုးကျွန်းရဲ့အဓိပ္ပာယ်ကကြတော့လေဖြတ်ခြင်းလို့ဘာသာပြန်လို့ရပါတယ်ရတော့လေဖြတ်ခြင်းပေါ့နော်အဲ့တော့ຫນွေချိုးကျွန်းပြီးတဲ့နောက်မှာဆက်ပါຫນွေချိုးကျွန်းကိုလေဖြတ်ခြင်းလေဖြတ်တဲ့ယောဂပေါ့နော်လေဖြတ်တဲ့ယောဂလို့မှတ်ရင်မှတ်ပါရဲ့ဘာလို့လဲဆိုတော့ဆင်းကိုဒီမှာရုံလို့မေးလာစရာအကြောင်းရှိရလေအဲ့ဆိုဘာပြီးတွေ့တာတော့မာပြီးတော့မာဘီကိုလည်းရုံလို့ဘယ်လိုမှတ်ထားလဲတချို့ကလေဖြတ်တယ်လို့မှတ်ထားကြတာလေနော်ဘာကွာလဲဆိုပြီးတော့မေးလိုက်ရင်နွေဂျိုးကျွန်းဆိုတာလေဖြတ်တဲ့ယောဂပါယောဂရဲ့နာမည်ဒီနွေဂျိုးကျွန်းမှာလေဖြတ်တယ်ဆိုတဲ့ယောဂနာမည်ဒီနွေဂျိုးကျွန်းအဲ့ဒီအောက်မှာရုံတို့တွေဒီဘလို့လေဖြတ်ခြင်းဆိုတဲ့ယောဂလက္ခဏာကိုခံစားရတဲ့ခါကျရင်ရုံတို့ sorry လေဖြတ်ခြင်းဆိုတဲ့ယောဂဖြစ်သွားတဲ့ခါကျရင်ဘလို့လက္ခဏာတွေခံစားရမလဲရုံလေဖြတ်တဲ့လက္ခဏာတွေခံစားရပါမယ်မာဘီဆိုတဲ့စာလုံးကကြတော့ရုံလှုပ်ရှားလို့မရနိုင်တော့ဘူးသူကလေဖြတ်ခြင်းဆိုတဲ့အဓိပ္ပာယ်တစ်ခုတည်းပဲရှိရမျိုးမဟုတ်ဘဲနဲ့လှုပ်ရှားလို့မရတော့ဘူးဆိုရင်လည်းဆိုဒီမာဘီဆိုတဲ့စာလုံးနဲ့သုံးပါတယ်နော်နေထားလေးကြည့်ရပါမယ်ရပါအဲ့တော့ဥမာဆိုရင်ရုံတို့ဘာဖြစ်မလဲအာခါယူကျိုးသွားတယ်ထားလိုက်ခါယူကျိုးသွားတဲ့အတွက်ကြောင့်မလို့ရုံတို့တွေအောက်ပိုင်းလှုပ်ရှားလို့မရတော့ဘူးမာဘီနဲ့သုံးနေရတော့ဒါပေမဲ့ຫນွေကျိုးကျွန်းနဲ့သုံးလားမသုံးဘူးဒီလိုပုံစံမျိုးလေးနော်ຫນွေကျိုးကျွန်းကိုလေဖြတ်တာတစ်ခုတည်းရှိမာဘီဆိုတာကလေဖြတ်တဲ့ယောဂလက္ခဏာတွေထဲကတစ်ခုပါလို့အဲ့လိုပုံစံမျိုးလေးပြောချင်တာပါရတော့အဲ့တော့လေဖြတ်တာကိုတော့ຫນွေကျုံကျုံလို့ခေါ်ပါတယ်မာမီကိုလေဖြတ်တယ်လို့သူကလည်းမမှတ်ထားပါနဲ့เนาะနောက်ကကျသန်းညိုပြောင်းပါရတော့သန်းရဲ့အဓိပ္ပာယ်ကဘာလဲပဲလဲတကြားဆိုတဲ့အဓိပ္ပာယ်ရှိတယ်ချိုတယ်ဆိုတဲ့အဓိပ္ပာယ်ရှိရရတော့เนาะအဲ့တော့ဒီမှာじゃဘာအဓိပ္ပာယ်လဲဆိုတော့စီးချိုယောဂဆိုတဲ့အဓိပ္ပာယ်ပါစီးချိုယောဂပြီးတဲ့နောက်မှာရှင်းချမ်းပြောင်းရတော့ဘယ်လိုသိမလဲရှင်းချမ်းဒီနှလုံးကိုပြောတာရှင်းချမ်းပြောင်းကကျတော့နှလုံးယောဂပေါ့เนาะနောက်တစ်ခါကျတော့ဒုံမိတ်ခေါင်းပါလို့ပြောထားရဲဒုံမိတ်ကျောင်းမှာကတော့သွေးကြောကျဉ်းတဲ့ယောဂကိုပြောတာပါသွေးကြောကျဉ်းတယ်ဆိုတဲ့အဓိပ္ပာယ်ပါနော်သွေးကြောကျဉ်းခြင်းရုံနဲ့အဲ့ရသွေးကြောလေးတွေထဲမှာဘာဖြစ်မှာလဲအဆီတွေရှိမယ်တခြားသောအမှုန်မွားတွေရှိမယ်အဲ့ဒါတွေကနောက်ပိုင်းအာခဲလာပြီးတော့ခဲလာရတော့မဟုတ်ဘူးเนาะပိတ်ဆို့ပြီးတော့မှမာကြောသွားပြီးတော့မှဒီလိုမျိုးသွေးကြောကျဉ်းယောဂဖြစ်လာတယ်ဆိုပြီးတော့မှတော့ကြားဖူးတယ်အဲ့တော့သွေးကြောကျဉ်းယောဂပါနော်နောက်တစ်ခုဒီဆိုးဝါးဘူလျံလို့ပြောထားတယ်ဆိုးဝါးဘူလျံကဆိုးဝါးကအန်သွဲတာနဲ့အဓိပ္ပာယ်တူတူပဲရောအစာမကြေဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာเนาะအစာမကြေခြင်းပေါ့အစာမကြေတဲ့ယောဂအစာမကြေခြင်းဒီလိုလေးနဲ့သုံးပါတယ်အဲ့တော့အစာမကြေပါစားမလဲအစာကြေစေးစားမယ်အစာကြေစေးကိုဘယ်လိုခေါ်လဲဆိုးဝါးကြေမှာကြောဒါမျိုးလေးသိရမယ်เนาะအဲ့တော့ဒီအောက်နားလေးကဒါခန္ဓာကိုယ်အစိတ်အပိုင်းတွေလို့မသိမယ်လို့ထင်ပါတယ်မောတွေကတော့ဥကောင်းလေနော်ရှင်းချမ်းကပါလဲပဲရှင်းချမ်းကနှလုံးကိုပြောတာဝီဆိုတာကကြတော့အစာအိမ်ကိုပြောတယ်ဟျော်ရကွမ်းကကြတော့ဗာလဲသွေးကြောကိုပြောတာနော်ပဲနော်ဟျော်ရကွမ်းမြတ်အိပ်ပဲဒီသွေးကြောခန်းရဲ့အိပ်ပဲအသေးပြီးတဲ့နောက်မှာဒီနားလေးမှာချွဲချမ်းလို့ပြောတယ်ချွဲချမ်းရဲ့အိပ်ပဲကကြမြန်မာလို့ဆိုပန်ကရီယာလို့ခေါ်ရတဲ့သူတယ်ပန်ကရီယာအင်ဆူလင်ကကြတော့အင်ဆူလင်ပဲလीနော်အင်ဆူလင်လို့ပြောပါတယ်နောက်ကကျဖဲကကြတော့အဆုပ်ကိုပြော